ကိုမဟုတ်ဘူးကိုခန္ဓာကိုကိုညာနဲ့ကြည့်အဲ့ဒါလို့ကိုခန္ဓာကိုညာနဲ့ကြည့်လိုက်တဲ့ခါကျတော့ဟောဒီခန္ဓာကြီးဟာဒီနေ့တဲ့ဒီနေ့အိုလာတယ်ဒီနေ့တဲ့ဒီနေ့နာလာတယ်ဒီနေ့တဲ့ဒီနေ့သိချင်းတွေကနီးလာတယ်အိုတဲ့အိုလာတယ်နာတဲ့နာလာတယ်နာတဲ့နာတော့ဟောသိဖို့ပဲကြံတော့တယ်အဲ့ဒါကြောင့်အားလုံးတော့ကတိကရာကတိမှအကောင်းသူအကောင်းသူမိမိတို့ဒီတဲ့မိုးခင်ဒီတဲ့မနာခင်ဒီတဲ့သိချင်းမနီးခင်ကုသိုလ်ကောင်းမှုတွေကိုတတ်နိုင်တဲ့ညမိမိတို့ပြုလို့ဆောင်ရွက်ကြဖို့ရည်ကြည်ပါတယ်အဲ့ဒါတော့ကုသိုလ်ကောင်းမှုကိုပြုလို့ဆောင်ရွက်နိုင်တယ်လို့ဆိုတာဟာလေအရှင်းတဲ့ခါတိုင်းပြုလို့နိုင်မှာမဟုတ်ဘူးအကြောင်း၃ချက်ပြည့်စုံမှသာလျှင်ကုသိုလ်ကောင်းမှုပြုခွင့်ရတာပါတဲ့အကြောင်း၃ချက်ဆိုတာကသတ္တရာဒါနံဒိဋ္ဌိတရားတရားရှိရမယ်တရားတရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ပါလူဘုရားဝတ္ထုပြုရှိရမယ်အလူကံပုဂ္ဂိုလ်ရှိရမယ်စေတနာကလည်းရှိရတယ်အဲ့ဒါလို့ပြည့်စုံပါမှသာလျှင်လူတန်းနိုင်ခွင့်ရတယ်လို့ဆိုတာကိုလည်းသတိထားဖို့ပေါ့ဒီတော့အဲ့ဒီမှာမင်းသားတွေကပါဝင်ခုနကဗတ္တဝိဇ္ဇနိနာမင်းသားသုံးဒီကဘုရားကိုယ်တော်မြတ်ကြီးကိုတွေ့တော့သူတို့ဘယ်တော့ဒါယဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်တွေနော်ပါရမီပြည့်ပြီးသားပုဂ္ဂိုလ်တွေတော့အာယုံကံဘုံတော့လိုက်ပြီးတကားလားဒီချိန်မှာဘုရားမှမသိရှာသေးဘူးမူးယူနေကြအဲ့ဒါကြောင့်ပုဂ္ဂိုလ်ကိုဆရာတို့လည်းပုဂ္ဂိုလ်တို့ပါရမီမရှိသေးဘူးလို့မထင်နဲ့ပါရမီရှိပြီးသားပုဂ္ဂိုလ်တွေများပါတော့မိမိတို့ကပါရမီရှိတဲ့အလျောက်မဆောင်ရွက်နိုင်ကြသေးလို့ဒါဆရာနဲ့မတွေ့ကြသေးတာပါအဲ့တော့ဟောမင်းတို့ကိုယ့်ကိုရှာကြလို့ဆိုတော့ဘုရားကအဲ့ဒီမှာအနမတ္တိယဒေသနာတော်ကြီးကိုဟောပါတယ်အနမတ္တကဆိုဒီမှာအစမထင်အဆုံးမမြင်တဲ့သံဃာကြီးမှာကျင်လေပြတကလာနေကြရတာဘဝရင်းများစွာဖြစ်ကြရပြီဘဝပေါင်းများစွာကျင်လေပြတကလာနေကြရပြီသို့ပုဂ္ဂိုလ်များကိုအကြောင်းပြုပြတကလာတုံကြည့်လာဇတ်ဆိုတာဟောဘုရားလောင်းဝိမင်းဖြစ်တဲ့အခါတုန်းကအဲ့ဒီမှာလည်းပဲဇတ်တော်ပေါ့ဒါဖုံးမေးဆိုလို့ရှိရင်တော့ပြန်အကျေကြီးပါပဲတော့ထားလိုက်ပါတော့အဲ့ဒီဗဒ္ဒဝိဇ္ဇနိနာမင်းသားသုံးချက်ကိုအကြောင်းပြုတို့ဒီဘုရားရဲ့တရားကိုနာလာပြီးတကားလားအဲ့ဒီမှာယဟန်ပြုတော့ထိုပုဂ္ဂိုလ်များဒီဘုရားကိုယ်တော်မြတ်ကြီးကိုဘုမျိုးဖို့ရလာကြစဉ်ကာလအတော်တွင်မှာဟောသာဝတိကြီးဇေတဝန်ကျောင်းကိုမရောက်တော့ဘူးမရောက်နိုင်တော့ဘူးတကယ်ဝါဆိုဖို့ရက်ကနိကသွားအဲ့ဒီမှာပဲဝါဆိုပါသူတို့အဲ့ဒီဒေသမှာပဲဝါဆိုဝါကပြီးတကားလားနေလိုက်ရတော့တရင်လေးကျွတ်ရောတရင်ကျွတ်ပြီးတဲ့တရင်နဲ့ဘဝနာပြည့်ပြီးတဲ့တရင်နဲ့ဘုရားရှိတဲ့နေရာကျွတ်လာတော့ဟောလမ်းကလေးကျွတ်ပြီးဘုန်းဆွနေဘုဒ္ဓနဲ့မိုးကလေးရွာဘုရုံကသင်္ကန်းကြီးဆိုတော့အသက်ကအခါဟာရီနဲ့အပါယာရီနဲ့မျိုးပေါ့နော်အဲ့ဒါကြောင့်ဥပဒဆင်းရဲကြတယ်သင်္ကန်းကြတယ်အဲ့ဒါတွေကိုမြင်လို့ဘုရားကိုယ်တော်မြတ်ကြီးကအနုဇာနာမိဘိက္ခေဝတ္တဝတ္တနာဂတိနာအထရိတုံဘိက္ခေရှိတာရှိတယ်ဝတ္တဝတ္တနာပုရိမဝါမကျွတ်ကုန်တော်ပုရိမဝါတဲ့ပိစိမဝါတဲ့ဝါကနှစ်မျိုးပုရိမဝါဆိုဒီမှာဝါဆိုတော့ဒီလိုတရားကြီးကစားပြီးတကားလားတကယ်လို့လာပြင်းနေမှာပဝါရဏပြုပါတယ်အဲ့ဒါလိုပုဂ္ဂိုလ်မျိုးကိုပုရိမဝါလို့ခေါ်ပါတယ်ပုရိမဝါသားပေါ့ဒီကဝါကောင်လာပြီးတော့ပြင်းနေမှာဝါကဒီလိုပုဂ္ဂိုလ်လေးရှိတယ်ပေါ့ဝါကောင်လာပြီးတော့ပြင်းနေမှာဝါကတော့သူတို့တစောင်းမုံလာပြင်းနေမှာပဝါရဏပြုပါတယ်အဲ့တော့သူတို့ကတိမကြည့်တော့ကတိခန်းလို့မရဘူးပေါ့အဲ့တော့အမှန်ကတော့ပုရိမဝါဆိုရတယ်ပုရိမဝတ္တဝတ္တနာပုရိမဝါမကျွတ်ကုန်တော့ပုရိမဝါမထကုန်တော့ဘိက္ခုနာယဟန်တို့အဂတိနာဂတိကိုအတ္တိတုံခင်းခြင်းဟာအဟံငါပြတိအနုဒါနာမိခွင့်ပြုတော်မူ၏ဘယ်ပုဂ္ဂိုလ်တွေအကြောင်းပြုပြီးတကားလားဂတိကိုခွင့်ပြုတယ်လဲဆိုတော့ဘုရားကဗတ္တဝိပိညီနောင်တဲ့အဲ့ဒီယဟန်သုံးချက်ကိုအကြောင်းပြုပြီးတကားလားခွင့်ပြုပါတယ်အဲ့ဒါကြောင့်ဒီကနေ့အလုံးတော့တရားဓမ္မပေါင်းသူတော်ကောင်းတို့ဒီလေးပဲမိမိတို့အလုံးတရားမှဒီတန်းနိုင်တဲ့လူတိုင်းဖို့ရခဲရင်တဲ့တတိယသင်္ကန်းအစရှိဒီတို့ကိုအလုံးဝမ်းပန်းတတာပြန်လူတန်းကိုရကြပြီဖြစ်သည့်အတွက်အလုံးမိမိတို့
ဝမ်းမြောက်ဝမ်းသာစွာဖြင့်မိမိတို့လှူဒန်းကြရတဲ့ဒါနကောင်းမှုတွေကိုအားလုံးသာဓုသုံးရင်ခေါ်လိုက်ကြ